ဒါဟာလင်းတာပိုင်ပန်ကာဒလက်တွေကိုတက်စနေတဲ့မြင်းဝင်ထိပါတယ်ဒီပန်ကာဒလက်တွေဟာကြည်ရတာတစ်ခုနဲ့တစ်ခုထပ်တူညီနေတာကိုလူတော်များများကအံ့ဩနေကြပါတယ်ဒါတွေကိုနမက်စင်အလိုက်တစ်ခုချင်းစီတက်စင်ဖို့တကယ်ပဲလိုအပ်ပါသလားအဖေကတော့အလွန်ကိုလိုအပ်ပါတယ်အင်ဂျင်ရဲ့လဲပတ်နေတဲ့အစိပ်ပိုင်းရိုတာကိုအရေးသွေးမြင့်အဝတ်လျော်ဆက်တစ်ခုလိုမြင်ကြည့်လိုက်ပါတမိနစ်ကိုအပတ်ရေတောင်းနဲ့ချီလဲပတ်နေပြီးစင်တီဂရိတ်ဒီဂရီထောင်နဲ့ချီတဲ့အပူချိန်ကိုခန်းလန်းရေရွှေ့ရတဲ့အခါသေးငယ်တဲ့မညီမျှမှုတိုင်းဟာအဆက်အမတန်ကြီးမားသွားနေပါတယ်ဒီပန်ကာဒလက်တွေဟာကြည်ရတာအများလေးလို့စင်တူနေပေမဲ့ထုတ်လုပ်တဲ့အခါမှာတော့တစ်ခုချင်းစီရဲ့အလေးချိန်ဟာအလွန်သေးငယ်တဲ့ကွာခြားချက်တွေရှိနေပါတယ်3.3 gram လောက်ပဲကွာခြားကောင်းကွာခြားနေပါတယ်ဒါပေမဲ့အဲ့ဒီကွာခြားချက်လေးဟာအရှင်ပြင်းပြင်းလေပတ်တဲ့အခါဘဟုခွာအားကြောင့်မျက်မှောင်မမြင်ရတဲ့တူဒလက်ဖြစ်သွားစေသည်ရိုတာကိုအဆက်မပြတ်ရိုက်ခတ်နေပါလိမ့်မယ်အပြော့အစားဆိုရင်လီယန်တစည်းလုံးပြင်းထန်စွာတုံခါမယ်အပြင်းထန်ဆိုနေတော့ပန်ကာဒလက်တွေဟာအင်ဂျင်ကိုယ်တွေကိုပုတ်တိုက်ပျက်စီးစေပါလိမ့်မယ်အကျိုးဆက်ကိုတော့တွေးကြည့်အောင်လည်းတင်ကြောင်စရာကောင်းလာပါတယ်ဒီပြဿနာကိုရှောင်ရှားဖို့အတွက်ပန်ကာဒလက်တိုင်းကိုစက်ယုံကမထွက်ခင်တိကျစွာအလေးချိန်တိုင်းတာပြီးတိတက်နမတ်စင်တွေထိုးပေးထားရပါတယ်ပန်ကာဒလက်တွေကိုတစ်ခုနဲ့တစ်ခုချိန်ညီတန့်စင်ပြီးတပတ်လုံးရဲ့အလေးချိန်ကိုအစွန်းကန်ညီများထားစီပါတယ်တက်စင်ပြီးနောက်မှာလည်းအချိန်ပြည့်လဲပတ်မှုဟန်ချက်ညီချင်းစစ်ဆေးမှုကိုလှုပ်ဆောင်ရပါတယ်တကယ်လေးရင်ပြောင်းခံပြန်ထန်အခြေအနေကိုအတူယူဆန်းတာဖြစ်ပါတယ်အနေငယ်များတုံခါမှုတွေ့ရှိသွားတဲ့တိုင်းအမားရန်လုံးဝမရှိတော့တဲ့အထိပန်ကာဒလက်ကေအနေအကိုပြန်လဲချိန်ညှိရပါလိမ့်မယ်ဒါကြောင့်အလုတ်သမားတွေတူးနဲ့တက်တောက်ရိုက်နေတာကိုမြင်တဲ့အခါပေါ့ပေါ့ဆာဆာလုပ်နေတယ်လို့မထင်လိုက်ပါနဲ့တကယ်တော့ဒါဟာအလုံးကိုတိကျတဲ့ဟန်ချက်ညီချိန်ညှိမှုအလုပ်ကိုလုပ်နေတာထင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ